Andri ရဲ့မိမိခါတာ grammar ခက်နေလားရှုပ်နေလား2 မိနစ်ပဲအချိန်ပေး2 မိနစ်ထဲနဲ့ဗျာ grammar တစ်ခုကိုရဖို့အတွက်ကျွန်တော်အာမခံနေနော်စနေတနင်္ဂနွေနေ့ရဲ့ကျွန်တော်ရဲ့ YouTube channel မှာဆိုရင်ပုံမှန်တင်ပေးပါတယ်နော်ဒါဆိုရင်တက်သွားလိုက်ရအောင်ကဲအားလုံးပဲမင်္ဂလာပါဗျာထုံးစံတိုင်းပဲကျွန်တော်တို့စနေတနင်္ဂနွေဆိုတော့ grammar လေးကိုသွားမယ်ပေါ့နော်ဒီနေ့သွားမှာက noun hold to ပေါ့နော် noun hold to ဆိုတာ noun ကပို့ပြီးနော်သူနဲ့တွဲတာက noun တစ်လုံးနဲ့တွဲပါတယ် noun hold to noun ကပို့ပြီးဆိုတဲ့အဓိပ္ပာယ်ပါနော် noun hold to noun ကပို့ပြီးတော့ရိုးရှင်းမယ် noun ကပို့ပြီးတော့ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဟုတ်ပြီသူရဲ့ကျွန်တော်တို့ကဆက်စွပ်စုခုကပါလဲဆိုရင် noun နဲ့ပဲတွဲပါတယ်နော်သူရဲ့ image ကြီး sono yona hito ပေါ့နော်အဲ့လိုလူမျိုးပေါ့နော်mono ho က yorita ပေါ့နော်အဲ့ဒါကပို့ပြီးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် I hope ဒီမှာဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီကတစ်ချောင်းလေးကျွန်တော်တို့ကြည့်မယ်ဆိုရင် maji many ပေါ့နော် gambaru hito hodo ဆိုတာကတည်ကြည်ပြီးတော့စူးစမ်းတဲ့လူကပေါ့နော်စုထိုးတဲ့စုကိုခါခါခိုမီရစီပေါ့နော်ဒီ strat တွေပေါ့နော်ပို့ပြီးတော့လွယ်လွယ်နဲ့ရစီတယ်ဆိုတဲ့အဓိပ္ပာယ်လေးနေပဲသုံးပါမယ်နော်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့အောက်ကနံပါတ်3ဆိုရင်လည်းကျွန်တော်တို့အတူတူပဲစာခဏကရှင်စန္ဒမိုနိုဟိုးတို့ဝီရှိပေါ့နော်ငါကအရသာရှိနေတာကပို့ပြီးတော့စားလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အားလုံးကို like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး